ဝိဒါတော့မင်္ဂလာပါမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကတော့ထိုးတယ်လည်းမိတ်ဆက်နေကြလုံးဝမထင်ပါဘူးလူတော့ပါဦးရမင်းစိတ်မင်းစိတ်မဟုတ်ဇဝိုင်းနေသူဆိုဇင်ဝိုင်းလို့ခေါ်တာဘယ်သူမှတ်တော့တူတော့မကြည့်ဦးလေမကြည့်ဦးလေမကြည့်ဦးလေမင်းဇဝိုင်းနဲ့တူလို့တဲ့ရွာတွေကပြောကြတယ်တဲ့ရုပ်ကလာဇဝိုင်းနဲ့တူကတော့အလောက်ကတော့မကြီးစီးထူရတော့ဘာလို့ဒီပါကြီးထားပါတပြင်းပြင်းကျွေးဦးကပိဒါလုံးမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကတော့ဟာသလူရှင်တော်ဒီဟိန်းဆိုတာပိဒါအလုံးတီးပြီးသားဖြစ်ပါလိမ့်မယ်အားလုံးမိတ်ဆက်တယ်နော်မင်္ဂလာပါဟောတယ်မင်္ဂလာပါကျွန်တော်နာမည်တော့ပေါက်စီလို့ခေါ်ပါတယ်ခင်ဗျာပေါက်စီအားလုံးပဲချစ်တဲ့သူတွေကတော့ချစ်စီပေါ့မုန်းတဲ့သူတွေကျတော့မုန်းစီဟုတ်စောင့်ကြည့်တဲ့သူတွေကျတော့ဘာရတော့မုန်းစီပေါက်စီလို့ခေါ်ပါတယ်ခင်ဗျာโอเคအားလုံးပြည့်တဲ့ကြီးမင်္ဂလာပါဟိုနောက်ကဒေါ်ရီလည်းမင်္ဂလာပါခင်ဗျာဟိုနောက်ကကိုကလာသားတွေလည်းမင်္ဂလာပါကလာသားတွေနဲ့ကလာသားပါလားကလာသားလည်းပါချင်းပါမှာပေါ့အေးဦးကလာကြီးသားပါလိမ့်မယ်ဟဲ့အားလုံးပဲအပြူလေးတွေရောအအိုလေးတွေရောအကုန်လုံးမင်္ဂလာပါခင်ဗျာအပြူတွေအအိုတွေမင်းကဘလို့ခွဲတယ်ခွဲတတ်တာပေါ့ဘလို့ခွဲတယ်အဲ့ဒီမတ်တက်တဲ့မျက်လုံးနဲ့ကြည့်လိုက်ဦးနဲ့ဘယ်ဟာအပြူဘယ်ဟာအအိုတန်းနေတယ်ဟဲ့ကောင်ကြမ်းဖန်ခင်ကြမ်းဖန်အပြူတန်းခွဲလို့မရပါဘူးရပါဘလို့ခွဲတယ်ရုပ်ကိုတေချာကြည့်လိုက်ရုပ်ကိုတေချာကြည့်လိုက်ရီစားပူမိပြီးဂျုံကြနေအဲ့ဒါအပြူရှင်နာဟာလေစက်ကနေဖွင့်စက်ကနေဟေ့အပြိုကဂျုံကြမလားလေဒီကိပြိုတွေကဥအနုဖတ်ပြီးမလာတော့ဘူးသူတို့ကညညဖုံးနေရီစားတွေနဲ့ပြောခုလိုကပြောမနဲ့ကြအေးမောတော့မျက်နှာဟောက်ပတ်ကြည့်တယ်သမင်ရစုပ်ဖွားကြီးအဲ့ဒါကြောင့်မို့ရီစားပူမိပြီးဂျုံကြနေအဲ့ဒါအပြိုဂျုံကြနေလိုက်ရှာသားဂျုံကြတွေကအပြိုဥအနုဖတ်ပြီးဆက်ယုံလာနေအဲ့ဒါအိုအိုကဥကနုဖတ်နေပါမလားအမလေးဒီကိအိုတွေထင်မတင်းနဲ့ဘာလို့သူတို့ကအိုးသွားပြီဆိုတော့လေသပင်ကောက်လိုက်မျက်နာပေါင်းတင်လိုက်နဲ့ဆက်ယုံလာနေတာအားကြောင့်ဥကနုဖတ်နေအိုဟိုနာဥကနုဖတ်နေတာလှတယ်ရုပ်ကိုတင်ချကြည့်ကြည်လန်းရုပ်ကစုတ်တီစုတ်ပြက်လက်ထဲမှာကလေးတစ်ဖက်နဲ့ဆိုအဲ့ဒါတေးကြတဲ့ကလေးမအေးရဲ့ညမလက်ထဲကလေးပါမတော့ကလေးမေဘောဟာအမလေးဒီခေတ်ကလေးမေရတို့ကလေးတို့မထိန်တော့ဘူးအကိုရင်းစီလွှဲထားကြတာဟိုနာအပွဲရီးနေမှာတော့သူတို့ပါလောက်တယ်ပါတယ်ကိုပိုင်မဟုတ်တော့ဘူးအဲ့ဒါအကလေးအတော်ရှိမှာအဲ့ဒါပဲတို့ညီမတွေအတွက်ရွာသစ်ပါဒီနေ့ညကျိုးသားမှာဖြစ်ပါတယ်ကျိုးသားမဲ့ဆိုတော့ကျွန်တော်တို့ရဲ့မိတ်ဆက်တိုက်တယ်လေးတိုင်းပုံမှန်တော့သွားရမှာပေါ့ပုံမှန်တော့ထိုးပုံမှန်တော့ကျုံးရမှာပဲကျုံရွာတိရတော့မညာအောင်တော့ကျုံးမှာကိုနေတို့ကျုံးမှာတော့ရွာတိရတော့ကျုံးမှာတော့ဘိန်းနဲ့ချီးပုံဖြစ်ကျုပ်တို့ကကျုံးမှာဒီခေတ်ကလုံးမယ်ဆိုတာကျုံးမယ်လို့ပြောတာအလုံးမယ်ပြောတာပိုင်မညာအောင်တော့ကျုံးမှာတော့ကျုံးမှာကျုံးမှာဖေးလုံးမှာနာမည်ကြီးတာ3500 2000အလကားကျင်းရလူလာခဲ့ဒီနေ့မှာထူးစီစဉ်ကျွန်တော်ပါဝင်နာကျုပ်တကယ်ချောတာကျွန်တော်ပဲပြဟုတ်ပြီကျွန်တော်တို့အဖွဲဟာအလမ်းပဲဗျာလူပြိုလေးဟာကျွန်တော်ပဲအိမ်တော်ရှိတာသူတို့လူပြိုလေးဟာကျွန်တော်ပဲအိမ်တော်ရှိတာသူတို့လူစင်တော်ရီတော့ချောတယ်ပြည်လူမအတူလားဆိုင်ရှိကဝိုက်ပြီးတော့အပေးဖို့ဒီကနာကိုကြည့်ရညီလေးဘာလဲဘာနဲ့ချစ်တော့ဖွဲ့တို့ချစ်ဘယ်ကိုချစ်ကောဘာလဲဒီနေ့မှာထူးစီစဉ်ကျွန်တော်ပါဝင်နာဟုတ်စီကျုပ်တကယ်ပြောင်းတာကျွန်တော်ပဲပြအပါကြီးကျွန်တော်တို့အဖွဲဟာအလားပဲဗျလူပြိုလေးဟာကျွန်တော်ပဲအိမ်တောင်ရှိတာသူတို့လူပြိုလေးဟာကျွန်တော်ပဲအိမ်တောင်ရှိတာနေပဲလူကျွန်တော်တွေတော့ချ
လူမအတူတူလားစိုက်စိတ်ကဝိုင်းပြီးတော့အပြေဖို့ဒီကိုလား ဟာ ညမာပြည်တပြည်လုံးဝိုင်းလို့ချစ် ဝိုင်းလို့ချစ်ကြ ဟောတယ်အပြူတွေရဲ့အသေးနှလုံးကအ သေးနှလုံးက တိုင်တော်လေးနဲ့တူတယ်ဗျာ အရှာပါ လွတ်လွတ်အလွတ်ချစ်ကြမိတ်ဆက်စားတွေလူရင်းကြဖတ်လိုက်ရတာတကယ်ပဲဗျာကျွန်တော်ပြစ်လို့အပြင်ထွက်ရင်ဝိုင်းလို့နန်းညာဘူရွရွနူနူလာလာဘိုးချစ်ကျွန်တော်ပါဗျာ ဖို့ချစ်နာဝီနာမည်လေးကစောက်ပြီး စောက်ပြီပါပေါ့စီပြ ပေါ့စီ ကိုမြင့်မြတ်နဲ့တူတယ်သူတို့ကပြောတယ် သူတို့ကပြောတယ် တဲရဲဆယ်နေပါတဲ့မိမိကိုကို မင်းမီပကုံ ချစ်သူရဲ့စကားလေးတွေဆိုလာတဲ့ပွေပွေကြောက်ခတ်တယ်နော်ဖောအဲ့ထားကျွန်တော်ရှိမှာဝေးလဲပေါ့စီရဲ့ဖူးသာရှင်လို့သူကျင်ညာတယ်သူတို့နဲ့ကိုဘလို့ပေါင်းရမယ်ကျွန်တော်ကြံရွယ် ဘလို့ပေါင်းမလို့ တယောက်တက်လာစီဒီကောင်းပေါင်းမယ် နားလိုက်တာပါ ရွှေမောင်ရည်ရဲ့မနေနိုင်မှုခွဲသူဒါပဲပြောနေတယ် ဗျာ တက်ထုံးကလာတယ်လည်းပဲညစ်ကထူးတယ်သူတို့ကြောင့်ကွဲစိတ်ညက်တယ်တကယ်ပဲသူတို့နဲ့ဝီရပေါ့စီပြင်းမဲ့ ဘယ်ပြစ်မလဲ ကိုရီးယားပေါ်ပြန်တော့လည်းမလွယ်ပါတယ် နင်ဟာ ကျွန်တော်ချစ်ကိုလီစာလေးကလိုချင်တယ်မမဆောက်လာလံပြတယ် အောင်ရင်ရှင်ပါဒီဟိန်လေးပါစီ ငါလုံးလိုက်အောင်မယ် လုတ်ပြီးပြီ လူငယ်စတိုင်သွားပါ ဟမ် လူငယ်တွေကြီးပဲလေဗျာလူငယ်တွေဆက်ပါတော့လူငယ်စတိုင်သွားစမ်းမှာကိုတီဟိန်ချဲ ကလူငယ်လို့သွားရမှာစားလူငယ်လို့သွားရမှာစား နွားကြီးလွတ်လာတဲ့အတိုင်းပဲ ကိုနေတော့လူငယ်လို့တဲ့ညီလေးလူငယ်လို့တဲ့လှုပ်ဆန်းဒီဟိန်ကျွန်တော်ဟာမင်းသားလေးလို့အလွယ်ချောတာအပြိုကြီးတွေဆိုကြိုက်လိုက်ကြတော့ဝိုင်ဝိုင်လေလို့သာတကယ်ပဲကုသိုလ်ထူတာကျွန်တော်နေသိထီပေါက်မှာရတဲ့ငွေနဲ့တိုက်ဆောက်ခါကားတွေစီးအောင်မှာဒီဟိန်ကျွန်တော်ကတော့ အာကျိုးလို့မသာဖြစ်သွားပြီ ဟုတ်ဘူးလေဒီဟိန်ကျွန်တော်ကတော့သက်စုငိမ့်နဲ့အိမ်အောင်ကြသွားပြီ ဟေးဘုံတို့ရွာသစ်ကမန္နာပြောမှလက်ကုပ်တီးတာဒီရင်ကျွန်တော်ကတော့ဖာကျိုးလို့မသာဖြစ်သွားပြီ ကွက်တီ သက်စုငိမ့်နဲ့အိမ်အောင်ကြတာလို့ ဖာကျိုးတာတဲ့ မင်းဘယ်သူကပြောလို့တော့ ကျော်ပတော့ဒီဘက်ကဘူတာဘက်မှာနေဖာကျိုးတာတဲ့ ဟာ ဟုတ်ဘူးလား ဟုတ်တယ် ဟုတ်ရဲ့သားနဲ့ဒီရင်ပေါ့စီဘိုချစ်သွားသိမ်းဟာပြီ လက်မျက်လုံး ပေးတာလုံးပေးတာပါယခုတစ်ပတ်စီစဉ်ကတော့ပေးတဲ့ကြီးအားလုံးနဲ့ကြောင်မလုံးမျိုးလုံးပေးတာဆိုင်းတော့ဖွဲ့နဲ့နာမည်လေးတွေတယောက်ချင်းစီမိတ်ဆက်ပေးမယ်နော်မေးတော်မှာကြောက်လို့ဟေးcome on ရေးဟာချီတော်ရီဂီတာမူကိုနေတော့ဟာလက်တွေကတော့လိုက်လားမကြီးစီထုလိုက်ဖို့ကောင်းတယ်တော့ဘကတော့6000ဒီရွာကတော့1000ပဲ ကြီးကြီးတာပါဟဲ့ ဒီရွာ1000ဟာဟော ဟာမော ဟုတ်တော်ရီညီငယ်လေးချောဟာချင်မောင်းလေးရမယ်ချင်မောင်းလေး အောင်းနေတာဟဲ့မောအာယာ နေစရာလေးအာဇာနီစောဟိန်မောက်ဆန်းကွာမောက်လိုက်ဆန်းအာရပါရမောက် အားလို့ နဲ နဲ့လို့ပြောပါလားဇလုံးကြီးနှုတ်နေတာကကြည့်ပါဦးအာယာဘယ် လာပြီ ရလေဟောဒီပါတို့တော်ဒီစကောဝါမြင်ကြီးကလေးပိုင်ပိုင်လင်းဝင်ဒီကိုဝင်းကိုတီးလိုက်တာတွေ့လိုက်တာကွာကြာပေါက်သွားလဲခါပစ္စည်းတခုမှမပါဘူးတော့ လက်လောက်ဆိုင်ကောင်းလက်လောက်ကောင်းထားတာတော့ငွေမပေါဘူး ဒီမပါဘူးလို့ပါ ခီးမမထိုးဝဲနဲ့ ဟော
ကယိုးဝဲမယိုးဝဲနဲ့ကြိုက်မှာပေါ့